ချိန်မှာရင်ဆိုင်ရသောဘဝခီလန်တကယ်ကိုကြမ်းတမ်းလွန်နေခတ်ထန်နေတဲ့ဘဝရုန်းကန်လျက်ရှိတော့ကဝေဒနာတွေကြောင့်ရင်ဆိုင်ရသောဘဝတိုက်ပွဲတဲ့လမ်းပြပေးမှုပါနောက်ဆက်ဆုံးစံချင်းတွေ့ကြုံသောအခါဝန်နေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းနဲ့တကယ်ကိုကြမ်းတမ်းလွန်နေစိတ်ပြည့်ကြေကွယ်ခြင်းရုန်းကန်လျက်ရှိတော့ကအပူမီများကိုရရှင်သောဘဝခီးတွေလမ်းခရီးဖြစ်သည်လိုအပ်သောအရာအလုံးတို့ကိုဘုရားရှင်အနန္တရှိမဒုထောက်တောင်းခံပါအိုယေရှုရှင်အားကျွန်ုပ်ဤကြောက်ဖြစ်တော်မူ၏ကိုရရှင်သာအကိုရလမ်းပြပေးမှုပါရုန်းကန်လျက်ရှိတော့က